ကြာသပတေးသားသမီးတို့အတွက်2026 4 လပိုင်းဧပြီလတစ်လလုံးစာပေါ့နော်နက္ခစီဟောကိန်းတွေကိုဟောပြပါမယ်ဥစွာပထမကြာသပတေးသားသမီးတို့အတွက်တနင်္ဂနွေဂျူစီနက္ခဟောကိန်းဟောပါမယ်တနင်္ဂနွေဂျူစီနက္ခကတရက်4လကနေ14ရက်4လထိအောင်ကောဇာတနင်္ဂနွေဂျူမင်းကြီးဟာရေဝရီနက္ခပေါ်ကောဇာသွားမယ်15ရက်4လကနေ29ရက်4လအထိအတဝနီ28ရက်4လကနေ30ရက်4လအထိပရဏီနက္ခများကိုကောဇာသွားမှာပါတနင်္ဂနွေဂျူဆိုတော့သူကအသက်မွေးကြောင်းလုပ်ငန်းနေနဲ့ကိုစားပြုတယ်နော်တနင်္ဂနွေဂျူဆိုတာစေရန်ဘာဝကာရကစေရန်ဘာဝဆိုတာကမ္မဘာဝကံတရားကိုကိုစားပြုတယ်ဒီတနင်္ဂနွေကောက်ထားရင်တခြားဂျူတွေစူးဂျူတွေရှိနေအောင်နော်အဆင်ပြေနိုင်တယ်ညှိနှိုင်းလို့ရနိုင်တယ်အဆင်ပြေနိုင်တယ်ပေါ့နော်ဟုတ်ပြီတနင်္ဂနွေကဘာပြောတော့ကြာသပတေးသားသမီးတွေအတွက်တရက်4လ2026ကနေ14ရက်4လ2026ထိကောင်းနေတယ်ကောင်းတယ်ဆိုတော့လုံနေကြကိုင်နေကြလုပ်ငန်းတွေဟုတ်လားရောင်းနေကြဝယ်နေကြလုံနေကြကိုင်နေကြဟုတ်လားမိမိနေ့စဉ်လုပ်နေရတဲ့အသက်မွေးကြောင်းအဖြစ်နေ့စဉ်လုပ်ကိုင်နေတဲ့အလုပ်တွေအဆင်ပြေမယ်တဲ့အနှောင့်အယှက်မရှိဘူးတဲ့ECC ပဲတဲ့ကောင်းကောင်းမွန်မွန်ဖြောင်းဖြောင်းတန်းတန်းပဲလုပ်နေရမယ်တဲ့နော်အဲ့လိုပြောတာဟုတ်ပြီနော်အဲ့တော့15ရက်4လ2026ကနေတဲ့29ရက်4လ2026ထိကြောင်ပူကောင်းလာတယ်တဲ့ဥပမာပေါ့ဗျာလုပ်ငန်းတွေတိုးချဲ့ဖို့ကြံစီထားတယ်15ရက်4လကနေ29ရက်4လအတွင်းမှာတိုးချဲ့ပါနော်ပို့ပြီးတော့အောင်မြင်မယ်ပေါ့နော်အဲ့ဒါကြာသပတေးသားသမီးတို့အတွက်ဒါနေကောင်းအချိန်ကောင်းအခါကောင်းမယ်15ရက်4လကနေ29ရက်4လအထိကြာသပတေးသားသမီးတို့အတွက်အလွန်ကောင်းပါတယ်တဲ့လုပ်ငန်းတွေနဲ့ပတ်သက်လို့အကျိုးအမြတ်တွေခါတိုင်းရတာတဲ့ပိုရတာပေါ့နော်ခါတိုင်းအဆင်ပြေတာတဲ့ပိုအဆင်ပြေတာတို့ဒီလိုကြုံမယ်တဲ့28ရက်4လနေ30ရက်4လ2026တွေလည်းကောင်းနေတယ်အဲ့တော့ကြာသပတေးသားသမီးတို့အတွက်အသက်မွေးကြောင်းလုပ်ငန်းအနေနဲ့ပြောမယ်ဆိုရင်1ရက်နေ့ကနေ30ရက်နေ့ထိအောင်အဆင်ပြေတယ်ကောင်းနေတယ်နော်ကောင်းနေတယ်အဲ့တော့တနင်္ဂနွေကဘာတွေကိုကိုစားပြုလို့ဆိုတော့ကိုအထက်လူကြီးတွေကိုကုမ္ပဏီကိုလုပ်တယ်ဆိုကိုရဲ့အထက်ကလူကြီးတွေနဲ့အဆင်ပြေနေမယ်နော်ဝန်ထမ်းလုပ်တယ်ဆိုလေကိုအထက်အရာရှိနဲ့အဆင်ပြေနေမယ်မိမိကိုယ်တိုင်ကလူကြီးလုပ်နေရတယ်စီမံခန့်ခွဲနေရတယ်အုပ်ချုပ်နေရတယ်အဲ့လိုမိမိကိုယ်တိုင်တနင်္ဂနွေဂျိုးကပြတယ်လုပ်ငန်းတွေကိုလုပ်နေရတယ်လို့ဆိုရင်လေကောင်းကောင်းမွန်မွန်ဥဆောင်ပေးနိုင်မယ်ကောင်းကောင်းမွန်မွန်စီမံနိုင်မယ်ခန့်ခွဲနိုင်မယ်ဟုတ်လားဒါကိုကြာသပတေးသားသမီးဆိုရင်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုအကယ်၍ပေါ်မိမိရဲ့စေကုသမှုခံယူခြင်းနဲ့အလွန်ကောင်းတယ်နော်ဥပမာပေါ်မိမိမှာကျမကြီးလေးညံ့နေတယ်ကျမကြီးညံ့တဲ့စေးလေးကုကျင်နေတာဘယ်အချိန်ကောင်းမလို့ဒီတရက်4လနဲ့30ရက်4လအထိအကုန်ကောင်းတယ်ခုရဲကုနော်တနင်္ဂနွေအားကောင်းရင်ကျန်တဲ့ဂျိုတွေစူးနေကိုပယ်ပေးနိုင်တယ်အဲ့ဒါကြောင့်တနင်္ဂနွေသားသမီးတွေအတွက်တရက်4လနဲ့30ရက်4လအတွက်စေကုသမှုခံယူနော်ဥမာပေါ့မိမိကနှလုံးယောဂရှိနေတယ်တနင်္ဂနွေကနှလုံးကိုလည်းကိုစားပြုတယ်နှလုံးယောဂရှိနေတယ်ဆိုလို့ရှိရင်အဲ့နှလုံးယောဂကြီးလည်းဒီလထဲမှာတက်တာလာလိမ့်မယ်မိမိမှာအယိုးနဲ့ရှိနေတာအယိုးနဲ့ပတ်သက်တဲ့ယောဂရှိနေလဲဒီလထဲမှာအဆင်ပြေပါနော်တက်တာတနင်္ဂနွေကဥကောင်းကိုလည်းပြောတယ်ဒီခေါင်းနဲ့ဆိုင်ရာဥကောင်းနဲ့ပတ်သက်တဲ့ကိစ္စတွေယောဂဗျာတွေပေါ့နော်အဲ့ဒါဆိုလည်းအဆင်ပြေတာပဲနော်အဲ့ကျမ်းမာကြီးတွေလည်းကောင်းတယ်နော်အဲ့တော့ကြာသပတေးသားသမီးတွေအတွက်ကတနင်္ဂနွေဂျိုမင်းကြီးကကောင်းတယ်လို့ပြောထားတော့အစင်ပြေမဲ့လှလို့တာကိုနော်အစအရာအစင်ပြေမဲ့လှလို့တာအကြမကြယုံထားလိုက်ပြီးတော့15ရက်4လနဲ့29ရက်4လကျပူကောင်းတာတဲ့ပူကောင်းတာဆိုတော့ဥမာပေါ့ကိုကအလုပ်တွေပဲရှောက်လွှာတွေတင်ထားတယ်အလုပ်ကိုမျောနေတယ်ဟုတ်လားလုပ်ငန်းတစ်ခုရကျင်နေတယ်အလုပ်ရဖို့ကြိုးစားနေတဲ့ကြာသပတေးသားသမီးတွေဒီ15ရက်4လကနေ29ရက်4လအတွင်းမှာအလုပ်ရနိုင်တယ်နော်အလုပ်ရဖို့အကြောင်းကြီးအဆက်တွေအဲ့လိုတွေဖမ်းလာနိုင်တယ်ဟုတ်လားနော်အဲကြောင့်ကြာသပတေးသားသမီးတွေအတွက် AB တစ်လလုံးကတော့အလွန်ကောင်းတယ်ဗျာအလုပ်အကဲနော်နောက်ထပ်ကြာသပတေးသားသမီးတွေဗုဒ္ဓဟူးဂျူရဲ့နက်ခတ်စီဗုဒ္ဓဟူးဂျူသွားဗုဒ္ဓဟူးဂျူနက်ခတ်တစ်လုံးပေါ်နေတစ်လုံးပြောင်းသွားတာလေးကိုကြည့်ပြီးတော့ဟောပေးမယ်ဟုတ်လားနော်တရက်နေ့ကတော့24လုံးဗုဒ္ဓသားသမီးတွေအတွက်အညံ့မပြောပါဘူးသူကနော်ဟုတ်ပြီ2ရက်4လနေတဲ့73ရက်4လထိအောင်တဲ့ပြုတ်ပါပရပိုက်ဥဒ္ဒရာပရပိုက်ရေဝရီဒီနက်ခတ်ဒီပေါ်မှာ
ကောစာသွားတော့မှကြာတာပရိသားသမီးတွေအတွက်တလားလို့နော်တရက်နေ့ကနေပြီးတော့30ရက်နေ့ထိအောင်ကောင်းနေရတယ်ကောင်းနေတယ်အဲ့တော့ဗုဒ္ဓကဘာကြီးပြောတာတော့ဆိုတော့အကယ်၍ပေါ့မိမိကပွဲစားလုပ်နေတဲ့လူပေါ့အယောင်ကိုယ်စလဲလုပ်နေတဲ့လူမိမိရဲ့စကားပြောရတဲ့အလုပ်ကိုလုပ်နေတဲ့လူနော်စကားပြောရှင်းနေရှေ့ကအစားပါတယ်ဗျာဆရာမတွေအကုန်ပါတယ်ပြီးတော့မီဒီယာနော်ဗုဒ္ဓဂျိုမင်းကြီးကမီဒီယာအားလုံးကိုသူကကိုစားပြုတယ်မိမိကဥမာပေါ့ဟိုတန်တမန်ဆန်လုပ်နေရတာပေါ့ဒီစကားကိုဟိုပြောပြရတာလို့အဲ့လိုမျိုးပေါ့နော်မိမိကပွဲစားကိုယ်စလဲပြောဟောရောင်းဝဲတင်ချပြသပြောဆူဆွေးနွေးအကုန်လုံးဟာဗုဒ္ဓနဲ့ပတ်သက်တယ်အဲ့လုပ်ငန်းတွေကြာတာပရိသားသမီးတွေတဲ့ဒီအေဗီလာဒါလာတော့လုံးတယ်ခင်ဗျားတို့ကောင်းနေတဲ့လုံးတယ်များအောင်ညီမတဲ့ပြောတာတွေရအဆင်ပြေမဲ့တဲ့တယ်လီဖုန်းတွေဝယ်မှလားကွန်ပျူတာတွေဝယ်မှလားဟုတ်လားဆက်သွယ်ရေးတွေလည်းကောင်းနေမှာအကယ်၍ခင်ဗျားတို့ကတဲ့ဘုကြာတာပရိသားသမီးတွေကပေါ့နော်ဟိုအဆက်အသွယ်ကောင်းနေရှားနေတယ်ဆက်သွယ်ပါတဲ့ရှားပါတဲ့တွေ့မယ်တဲ့ဟုတ်လားအလုတ်နိုင်ငံခြားကိုရှောက်ချင်တာဗမာပြည်တွင်းမှာအလုတ်ရှောက်ချင်တာအဆက်အသွယ်ရှာနေတယ်ဆက်သွယ်ရှာကောင်းတယ်ဒီလားအဆက်အသွယ်တွေကောင်းမှာအကယ်၍ပေါ့ဇာတာပရိသသမီးတွေဗုဒ္ဓကောင်းနေလားဆိုအရင်တော့အဆက်အသွယ်တွေပြတ်တောက်နေတာဟုတ်လားပြတ်တောက်နေတဲ့အဆက်အသွယ်တွေပေါ့မိသားစုတွေလည်းပြန်ဆုံတွေ့နိုင်တယ်ပြီးကြတော့ဟိုကိုကဟိုအဆက်အသွယ်ရချင်တာပေါ့လုပ်ငန်းတစ်ခုနဲ့အဆက်အသွယ်ရချင်တာဒါလည်းဟွာဖြစ်တယ်အကယ်၍ပေါ့မီဒီယာပေါ့ဒီလိုကျွန်တော်တို့ဟို Facebook တို့ TikTok တို့ဒီ YouTube တို့ကနေဟိုပေါ့ဆက်သွယ်ပြီးတော့လုပ်ရတဲ့အလုပ်တွေဆိုရင်လည်းလုပ်ဒီလာထဲမှာစကောင်းတယ်နော်ဒီဟာကဟိုပေါ့ဇာတာပရိသားသမီးတို့အတွက်ဗုဒ္ဓဂျိုအားကောင်းတဲ့ကာလပဲတလားလုံးကောင်းတာနော်အငြင်းမပါဘူးဟုတ်ပြီနော်အဲ့တော့နောက်ထပ်ဆက်ပြောမယ်တောက်ကြဂျိုနဲ့ခတ်သွားတယ်နဲ့ခတ်ပြောင်းချိန်တွေကိုကြည့်ပြီးတော့ဟုတ်ပြီမယ်နော်ဇာတာပရိသားသမီးတို့တောက်ကြဂျိုကဘာတွေကိုကိုစားပြီးတော့ဒဏစီဝါကြီးတောက်ကြဂျိုကောင်းမှငွေကြီးရှာလို့လွယ်တာဟုတ်ပြီတောက်ကြဂျိုက1ရက်4လကနေ9ရက်4လထိအောင်ကောင်းနေတယ်အဲ့တော့ဟိုပေါ့ငွေကြီးနဲ့ပတ်သက်လို့ဇာတာပရိသားသမီးတွေ1ရက်ကနေ9ရက်1ရက်2ရက်3ရက်4ရက်9ရက်နေ့ထိအောင်ငွေကြီးကအရန်ကောင်းနေတယ်နော်ငွေကြီးကအရန်ကောင်းနေတယ်1ရက်နေ့ကနေနော်အဲ့တော့1ရက်နေ့ဖွင့်မဲ့ထီအီဗီလာ1ရက်နေ့ဖွင့်မဲ့ထီထိုးတာတို့ဘာလို့လုပ်ပေါ့ဗျာနော်ငွေကြီးကတောက်ကြသားသမီးတွေကောင်းတယ်လို့ပြောထားတယ်ဟုတ်ပြီနော်အဲ့ဒီကနေတခါ6ရက်4လကနေ16ရက်4လထိအောင်သူကနှစ်ခက်ကပြောင်းသွားတယ်နော်အဲ့မှာလဲကောင်းနေတဲ့ကောင်းနေတယ်အလွန်ကောင်းတယ်လို့တော့မပြောကောင်းနေတယ်ကောင်းတယ်ငွေကြီးအဆင်ပြေတယ်ပေါ့ဗျာအဆင်ပြေတယ်ပေါ့နော်အဆင်ပြေတယ်ပေါ့အဲ့တော့ဟိုပေါ့1ရက်4လကနေ16ရက်4လထိအောင်ဟိုတောက်ကြသူကအမှုပညာလုပ်ငန်းတွေကိုလည်းပြောတယ်ဟုတ်လားနော်အမှုပညာလုပ်ငန်းတွေကိုလည်းပြောတယ်ပြီးတော့ခီးသွားလုပ်ငန်းတွေကိုလည်းပြောတယ်အလှပလုပ်ငန်းတွေဟုတ်လားနော်အမှုပညာလုပ်ငန်းတွေအားလုံးကိုတဲ့1ရက်4လနဲ့16ရက်4လအတွက်လုပ်ပါတဲ့ကောင်းနေတဲ့စင်ပြေလိမ့်မယ်တဲ့လုပ်တင်နေတဲ့ပြောချင်တာပြီးရောက်ပြီ1ရက်18ရက်4လကနေ30ရက်4လထောင်မကောင်းဘူးတဲ့နော်ဟိုမှာပေါ့1ရက်4လနဲ့16ရက်4လဒီငွေကြီးကန်ကြီးကောင်းနေတယ်အစင်ပြေးနေတယ်18ရက်ကနေ30ရက်ထိအောင်တောက်ကြဂျူသွားနှစ်ခက်ကွာဇာတာပရိသားသမီးတွေအတွက်အစင်မပြေဘူးတဲ့ငွေကြီးတွေအစင်မပြေဘူးတဲ့အခက်အခဲတွေဖြစ်လာလိမ့်မယ်တဲ့နော်အမှုပညာလုပ်ငန်းတို့အလားပါလုပ်ငန်းတို့ဟုတ်လားနော်ခီးသွားလုပ်ငန်းတို့ဟိုတယ်မိုတယ်လုပ်ငန်းတို့အဲ့လိုအလုပ်တွေလည်းအစင်မပြေဘူးတဲ့ခီးသွားလို့လည်းမကောင်းဘူးတဲ့ငွေကြီးဆိုလည်းမလိုအပ်တာတွေအရင်ကြီးကိုးနေတတ်တဲ့ငွေကြောင့်စိတ်ဆင်းရဲတတ်တဲ့ပူပန်းနေရတတ်တဲ့အဲ့ဒါဘယ်နေ့ကနေလို့18ရက်နေ့ကနေ30ရက်နေ့ထိအောင်နော်အဲ့တော့လောင်းစားတွေပါလုံနေတဲ့လူတွေဆိုရင်ပေါ့နော်ကန်အာဂူပြီးလုံနေရတဲ့လူတွေဇာတာပရိသားမျိုး18ရက်နေ့30ရက်နေ့အတွင်းနည်းနည်းစင်းစင်းညင်ညင်လုပ်ပေါ့နော်ကံကိုအာဂူပြီးတော့လှုပ်ရှားနေကြတဲ့ဇာတာပရိသားမျိုးတွေ18ရက်4လကနေ30ရက်4လထိကံမကောင်းတတ်ဘူးခီးသွားရင်လည်းဆင်ញင်သွားဟုတ်လားနော်အမှုပညာလုပ်ငန်းတွေလုပ်နေတဲ့ဇာတာပရိသားသမီးတွေအစင်မပြေမှုတွေများမယ်ပူပန်တော့ကတွေများမယ်ဟိုကိုလောက်တာကောင်းအောင်လုပ်တာဒါမှရောက်လာတဲ့အဖက်ကအဆိုးတွေဖြစ်တတ်တယ်နော်အဲ့တော့အစင်မပြေမှုတွေများနိုင်တဲ့ကာလအဲ့တော့တောက်ကြဇာတာပရိသားသမီးတွေ1ရက်ကနေ16ရက်နေ့အတွင်းမှာလုံးเสียရှိတာတွေတွန်းလှုပ်ထားပါနော်ဥမာပေါ့အလားပါဇိမ်ငံပစ္စည်းလေးတွေမှုရအစပေါ့နော်ဇိမ်ငံပစ္စည်းပေါ့ဇိမ်ငံပစ္စည်းမှန်သမျှဝယ်မယ်ဆိုရင်အေဗီလာထဲမှာဝယ်ဘူးစဉ်းစားရင်1ရက်4လနဲ့16ရက်4လအဲ့တော့ကြက်မတိုင်ငွေဝယ်ထားလိုက်ကြက်မတိုင်ငွေဝယ်ထားလိုက်နော်18ရက်4လကနေ
30ရဲ့4လကြာတော့အဲဇိမ်ငံပစ္စည်းတွေလည်းမဝယ်သင့်ဘူးရင်ထားတွေလည်းမဝယ်သင့်ဘူးကားတွေလည်းမဝယ်သင့်ဘူးဟုတ်ပြီနော်အမှုပညာလုပ်ငန်းတွေလည်းစင်စင်ញင်လုပ်နော်အဲ့ဒါမျိုးသူကြာသာပရိသသမီးတွေကိုတောက်ကြကြူကြီးကိုကြည့်ပြီးကြိုဟောတယ်ဟုတ်ပြီနော်ထပ်ပြီးတော့ဟောမယ်အင်္ဂါကြိုကြည့်ပြီးတော့ဟောမယ်အင်္ဂါကြိုကတော့ဟိုပြဿနာတွေကိုပြောတာနော်ပြဿနာတွေအစင်မပြေမှုတွေကိုပြောတာစစ်ပစ္စည်းဆက်ရန်နေရတွေလည်းပြောပါတယ်နော်အင်္ဂါအဲ့တော့အင်္ဂါကတော့ဥပဂါရကကံတဲ့အင်္ဂါတရက်4လ2026ကနေ6ရက်4လဒီ25လုံး9ရက်4လကနေ23ရက်3လ26လုံး24ရက်4လကနေ30ရက်4လ29လုံးအဲ့လိုနက်ခတ်တွေပေါ့မှာဒီတလထဲမှာနက်ခတ်3လုံးလောက်ပြောင်းတာနော်အဲ့တော့ဇာတာပရိသသမီးတွေအတွက်အင်္ဂါကျိုးကဘာပြောတော့ဆိုတော့တလလုံးတရက်4လကနေ30ရက်4လထိအောင်ကောင်းနေတဲ့ကောင်းနေတဲ့စင်ပြီမာတဲ့အနေမရှိဘူးတဲ့ဘေးမရှိဘူးတဲ့ရံမရှိဘူးတဲ့နော်ကိုအနှောက်ရှက်ပေးမဲ့လူမရှိဘူးကိုဆွဆွဲမဲ့လူမရှိဘူးပုတ်ခတ်မဲ့လူမရှိဘူးရန်လိုမဲ့လူမရှိဘူးမခံညင်အောင်ကြီးပေါ့ဗျာစိတ်ထဲမှာတနှုံနှုံဒုက္ခရောက်အောင်ပေါ့အဲ့လိုမျိုးဖြစ်ပေးမဲ့ပြဿနာတွေမပေါ်နိုင်ပါဘူးတဲ့အင်္ဂါကျိုးကအဲ့ဒါတွေကိုပြီးတာလေကိုအနေနဲ့ကလည်းအင်္ဂါကျိုးများမကောင်းဘူးဆိုရင်ကိုကသူများကိုသွားရန်လိုမိနေတာနော်အဲ့တော့ကိုရန်လိုမဲ့လူလည်းမပေါ်ပေါက်တိုင်းပေါ့ဗျာနော်ရန်ရှိနေတော့ရန်အေးတယ်ပေါ့နော်အနေရရှိနေတော့အနေရဒီအချိန်တော့မဖြစ်ဘူးအကယ်၍ပေါ့အင်္ဂါအားကောင်းနေတယ်ဆိုလို့ရှိရင်ခွဲစိတ်ကူးသားမှုခံယူဖို့လိုအပ်နေတဲ့ဇာတာပရိသသမီးတို့ပါလို့ဆိုဒီမှာတနင်္ဂနွေကလည်းကောင်းတယ်အင်္ဂါကလည်းကောင်းတယ်ဆိုတော့ခွဲစိတ်ကူးသားမှုခံလို့ကောင်းတယ်ဟိုစီကူးသားမှုခံလို့လည်းကောင်းတယ်ခွဲစိတ်ကူးသားမှုတွေပါခံယူလို့လည်းကောင်းတယ်နော်အကယ်၍ပေါ့ကိုကဇာတာပရိသသမီးလည်းဖြစ်တယ်ဆိုရင်တော့စက်ပစ္စည်းစက်ရန်နေရနဲ့ပတ်သက်တာဝယ်ဖို့လိုအပ်ရင်ဝယ်တာဝယ်ဒီလာထဲမှာဝယ်ကောင်းတာရမဆိုင်ငယ်ဝယ်ခြင်းနဲ့ဒါဆက်ပစ္စည်းလေးမီးစက်ကလေးဝယ်ခြင်းနဲ့ဟိုဆက်ကလေးဝယ်ခြင်းနဲ့ဒီဆက်ကလေးဝယ်ခြင်းနဲ့ဝယ်အဆင်ပြေမယ်တဲ့နော်အဆင်ပြေမယ်တဲ့အဲ့တော့ဟိုပေါ့ဒီလာထဲမှာဒီ AV လာထဲမှာတောက်ကြကြိုးတစ်ခုอ่ะပဲဇာတာပရိသသမီးတွေကိုမကောင်းဘူးပြောတာနော်တောက်ကြကြံတဲ့ဂျိုတွေအကုန်လုံးကောင်းတာပြောတယ်နော်အဲ့တော့တောက်ကြကြိုးက18ရက်4လကနေ30ရက်4လအထိအစင်မပြေဘူးလို့ပြောထားတာအဲ့ဒါတောက်ကြကြိုးကဒဏကာရကငွေကြီးကနော်18ရက်4လကနေဝင်နေကြတယ်မဝင်ဘူးဟုတ်လားရနေကြတွေကမရဘူးကိုလာပြီးနေကြတွေကလာမပြီးဘူးကိုကတော့ဟိုဒီကိုဖန်တီးလို့အောင်မြင်နေကြတွေကမအောင်မြင်မှုဒီလိုဖြစ်တတ်တာပေါ့နော်18ရက်4လနဲ့အဲငွေကြီးတော့အကြက်တည်းဖြစ်တတ်တယ်အကယ်၍ပေါ့ကိုကကျန်တဲ့ဂျူတွေကကောင်းနေတော့ကိုကတော့အလုပ်တွေလုပ်နေတာပဲပြီးနေတာပဲဟိုကလည်းခြေနှက်နေတာပဲနော်တစ်ဖက်ကလည်းဟိုလုပ်ငန်းအပ်တဲ့လူကလည်းခြေနှက်နေတာပဲဒါပေမဲ့ငွေရတာကြီးကြတော့ဟိုတောက်ကြသားသမီးတွေအကြတာပရိသသမီးတွေ18ရက်4လနဲ့30ရက်4လအတွင်းမှာဂျမ်းဖြစ်နေနိုင်တယ်သူတို့ကလည်းဟိုမသွားတောင်းနေဗျာလာခဲ့ပါလို့သွားတောင်းနေဟိုကအရေးပေါ်ကိစ္စရောက်ခီးထွက်သွားလို့ကိုမရပဲပြန်လာတာမျိုးပေါ့အစင်မပြေမှုဆိုတာအသေးအဖွားလေးရတယ်ဖြစ်နိုင်တာပေါ့နော်အကြီးထီအောင်ဟုတ်လားနော်အကြီးထီအောင်အဲ့လိုဖြစ်နိုင်တယ်အဲ့တော့ဇာတာပရိသသမီးတွေဇာတာပရိကောစာဂျူစီရနေကြည့်ရင်ဇာတာပရိကအခု6လုံး9လုံးပေါ်မှာဖြတ်နေကောင်းတယ်စနေရက်ကြည့်ရင်လည်းကောင်းတယ်နော်ယာဟုကကြည့်တာကြတော့ဇာတာပရိသသမီးတွေမကောင်းဘူးလို့ပြောထားတယ်နော်ယာဟုကျိုး24လုံးမြောက်နဲ့ကပ်ပေါ်မှာအခုကောစာသွားနေတယ်အဲ့ဒါကြီးက17ရက်23ရက်17လနဲ့2ရက်8လအထိ2ရက်8လအတွင်းဝင်နေတဲ့ဒီ EV လမှာဇာတာပရိသသမီးယာဟုကျိုးကပြတာမကောင်းဘူးပြောတယ်ယာဟုကျိုးကဘာပြောတာလို့ဆိုတော့သူကအမှုခင်းပေါ့နော်အမှုခင်းပေါ့အမှုခင်းအကယ်၍ဥပဒေနဲ့မလွတ်တဲ့အလုပ်တွေလုပ်နေတဲ့ဇာတာပရိသသမီးတွေဆိုရင်2ရက်8လအထိအခု EV လတစ်လတည်းမဟုတ်နော်2ရက်8လအထိအနေရှိတယ်နော်စင်ញင်လို့ပါဟိုပေါ့အထူးသဖြင့်နော်18ရက်4လနေ30ရက်4လထိအောင်ဇာတာပရိသသမီးတွေကိုရာဟုကျိုးကလည်းမကောင်းပြောထားတယ်တောက်ကြကျိုးကလည်းမကောင်းပြောထားတယ်ဟုတ်ပြီနော်အဲ့ဒါကြောင့်4လပိုင်းတဝက်18ရက်နေ့နှစ်စန်းတရက်နေ့ကနေလကုန်ထိအောင်စင်ញင်နေထိုင်မှာဟိုညမှုညတာခီးသွားတာတွေပါလေအစင်အာမပေးပါဘူးဟုတ်လားညမှုညတာခီးသွားတာတို့ဘာလို့ရှိမယ်ဆိုရင်အဆင်မပြေဘူးเนาะအနေရှိတဲ့နေရာတွေမသွားပါနဲ့အထူးသဖြင့်အနောက်မြောက်အရက်ကိုဆင်ញင်ပါเนาะဇာတာပရိသသမီးအခုရာဟုကျိုးကအနောက်မြောက်အရက်မှာရှိတယ်เนาะအဲဒါကြောင့်အနောက်မြောက်အရက်ကိုခရီးသွားဆင်ញင်ပါဟုတ်ပြီเนาะဒါဆိုရင်ဇာတာပရိသသမီးတွေအတွက်ဧပြီလတစ်လလုံးစာဆရာဘာရေရလို့ရမလဲဟုတ်လားဒီမှာကတောက်ကြကျူပြောနေတယ်เนาะ
စားကောင်းတောက်ဖွယ်လေးတွေအရသာရှိလေးတွေအရသာရှိတယ်ဆိုတော့ကိုကြိုက်တဲ့ဟာပေါ့ဥမာကိုကဒိန်ရင်ကြိုက်တယ်ကိုကဖာလူရကြိုက်တယ်ဟုတ်လားကိုကဟိုဓာတ်မောက်ကြိုက်တယ်ကိုအကြိုက်ဆုံးဟာလေးနဲ့ကိုမွေးနေ့ဒီလာထဲမှာကြုံတဲ့မွေးနေ့၄နေ့ဇာတာပတိနေ့၄နေ့ရှိတယ်နော်အဲ့ဒီ၄နေ့မှာဆွန့်ကပ်ပေးပါအင်းရဖះပဲကပ်ပေးဥမာလမ်းမှာကြုံတဲ့ဆရာတော်တန်ဃာတော်တွေကြုံလို့ဆွန့်ကပ်တာလည်းကောင်းတာပေါ့နော်အဲ့လိုလည်းလုပ်ပြီးလို့ရပါတယ်အဲ့လိုမျိုးအရသာရှိဟုတ်လားဟင်းလေရနဲ့ထမင်းနဲ့စားတော့ဖွယ်လှူပေးပါအင်းရဖះအောင်နော်တောက်ကြနေ့ဇာတာပတိနေ့မှာဟုတ်ပြီနော်ဒါဆိုပြည့်စုံပြီလို့ယုံကြည်ပါတယ်